နောက်နေ့မနက်ခင်းမှာမန္တလေးမြို့တစ်ခုလုံးတကြံရဲ့အတန်တွေနဲ့တိတ်တိတ်လေးနိုးထလာခဲ့တယ်။လမ်းမတွေတစ်လျှောက်မန်းတပ်တွေတီထားပြီးတချင်းတန်တွေလူငယ်တွေရေတန်တွေရေဖြန်းတန်တွေပေါင်းဆက်ပြီးမြို့တစ်မြို့လုံးပျော်ရွှင်မှုနဲ့ပြည့်နှက်နေတယ်။နန်းတီရီကဖြူရောင်တကြံအင်ဂျီလေးဝတ်ပြီးအင်းရှိမှာရေသေးနဲ့လေးကိုကင်ထားပြီးရေနေတယ်။ It really is so lively. ဒီနေ့တော့မင်းကိုမလွတ်ဘူးနော်။သူကဆက်ဆက်ရည်ပြီးပြောလိုက်တယ်။အဲ့ဒီအချိန်မှာကိုမင်းခန့်ကနန်းတောင်းကနေရှောက်လာတယ်။ကြာရောင်တီရှပ်နဲ့အနက်ရောင်ချင်းပေါင်းပြီးဝတ်ထားပြီးမျက်နှာပေါ်မှာအနှဲငယ်ပျော်ရွှင်တဲ့ပြုံးလေးရှိနေတယ်။ဘာလို့မလို့လဲ။ Hey, not the dress. နန်းတီရီ You're in for it now. ရေရီဆိုသွားတဲ့ကိုမင်းခန့်ကမျက်လုံးပိတ်ပြီးရေလိုက်တယ်။အဲ့ဒီအခါနန်းတီရီကကလေးလို You're ရေနေပြီး impossible. တကြံဆိုတာဒီလိုပဲလေလို့ပြောလိုက်တယ်။ကိုမင်းခန့်ကသူ့မနာကိုနည်းနည်းနီးလာပြီးဒါဆိုငါလဲပြန်ရေဖြန်းလို့ရမယ်လားလို့မေးလိုက်တယ်။နန်းတီရီမပြောနိုင်ခင်ရေခွက်တစ်ခွက်နဲ့သူမကိုရေဖြန်းလိုက်တယ်။နန်းတီရီအံ့ဩပြီးရေသွားတယ်။သူတို့နှစ်ယောက်ရေဆိုနေတဲ့လမ်းလေးပေါ်မှာကလေးတွေလိုရေရင်ပြေးလိုက်ဖြန်းလိုက်နဲ့ပျော်ရွှင်နေကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာလမ်းဘေးမှာကားနဲ့တစ်စီးရက်လိုက်တယ်။ကားထဲကနေအရန်လာတဲ့မိန်းကလေးတစ်ယောက်ဆင်းလာတယ်။သူမရဲ့မျက်လုံးတွေကကိုမင်းခန့်ကိုတဲ့တဲ့ကြည့်နေတယ်။မင်းခန့်သူမကတိုးတိုးလေးခေါ်လိုက်တယ်။ကိုမင်းခန့်မျက်နှာပေါ်ကအပြုံးချက်ချင်းပျောက်သွားတယ်။နန်းတီရီကအံ့ဩပြီးမေးလိုက်တယ်။သူဘယ်သူလဲ။ကိုမင်းခန့်တစ်ခဏတိတ်နေပြီးအနှဲငယ်စိတ်ရှုပ်နေတဲ့မျက်နှာနဲ့ပြန်ပြောလိုက်တယ်။သူကငါအတိတ်ပါနန်းတီရီရဲ့နှလုံးသားတစ်ချက်ထိတ်လန့်သွားတယ်။တကြံရဲ့ပျော်ရွှင်မှုအလယ်မှာသူတို့နှစ်ယောက်ရဲ့အချစ်ကိုစမ်းသပ်မဲ့အဖြစ်ပြက်တစ်ခုစတင်လာခဲ့ပြီ။